မဝိုင်းပဲခေရောက်တိုင်းသူ့ကိုမကြည့်ရွေးမနေနဲ့ဒီနေ့တော့ကျမကားကရောက်တဲ့အချိန်မှာသူကအိတ်ကလေးရေတက်စီကြီးဒီနေ့မှလို့စားအဝတ်စားရဘယ်တော့ခါပြေးပြေးတူလဲအိမ်နာမှာပဲအမြဲအိမ်နေတခါတလေကျရင်အိမ်နာစားတော့ဆိုင်ပါလေတာအမေတူလေးတွားကြည့်စားတော့ဆိုင်နေတဲ့သူတွေမတ်တက်ရဲ့ပြီးတော့တွားကြည့်ဒီနေ့တော့မဲအေးစေးသူစားဒါမှမဟုတ်လေကျွန်တော်အိမ်နာကစီးမရှိကမ်းမရှိထွေးထားတဲ့ကုန်းသွေးတွေကိုမြင်ပြီးတော့ကျွန်မသူ့အတွက်တော်တော်စိတ်မကောင်းဖြစ်မိတယ်။ तू ကတော့လေသူ့အမှပြဿနာမရှိဘူး။ तू ကသူအေးဆေးနေတယ်စားရရှိစားတယ်။ तू စားကြလို့ရှိရင်ကြည့်။ဒီနေ့တော့မဲစကားကကျွန်မကို तू တစ်ချက်လှမ်းကြည့်နေလိုက်တယ်။အဲ့ကြည့်နေတဲ့ဥစ္စာလေးကိုကျွန်မမရိုက်ဖြစ်လာဘူး။ သူ့စပင်းလေးညှက်ပေးချင်လို့ဒီနေရာကိုတော့ပို့ချင်တယ်။တော့ပို့ရင် तू စိတ်ချမ်းသာအောင်နဲ့ကျွန်မချင်။ဒီနေရာမှာလည်းသူ့ကိုစိတ်